လူတိုင်းရေးမလုပ်ကြတဲ့အိမ်ကအဖေဖြစ်သူဟာကဘာကျော် K-pop Twice အဖွဲ့ရဲ့ဆရာတယောက်ဖြစ်နေခဲ့တာသိသွားကြရင်ဘယ်လိုဖြစ်မလဲဒီနေ့မှာတော့အိမ်ကဇနီးနဲ့သမီးရှိမှမျက်နှာပန်းလှအောင်ဆိုပြီးသူတို့အကြိုက်ဆုံးအိုင်ဒေါအဖွဲ့ကိုဒရိုက်တာကတဆင့်အကူအညီတောင်းလိုက်ပါတယ်အစီအစဉ်အတိုင်းမိသားစုတွေစားတောက်ဆိုင်မှာထိုင်နေတော့ရုတ်တရက် Twice အဖွဲ့ဝင်စာနာတယောက်ဆိုင်တဲ့ကိုဝင်လာပါတယ်ဇနီးနဲ့သမီးကတော့သူတို့ရှိမှစာနာကိုမြင်လိုက်ရတဲ့အခါဒါဟာအိမ်မလားတကယ်လားဆိုတာမခွဲခြားနိုင်လောက်အောင်အံ့ဩသွားကြပါတယ်အဲ့ဒီအချိန်မှာပဲစာနာကသူတို့ဝိုင်းကိုဦးတီကအပြုံးလေးနဲ့တဖြည်းဖြည်းလျှောက်လာပါတယ်ပြီးတော့အဖေဖြစ်သူကိုစိုက်ကြည့်ရင်ဆရာမတွေ့တာကြပြီနော်နေကောင်းလားစာနာမီနာတိုဇာကီပါမှတ်မိလားဆရာလို့လာနှုတ်ဆက်လိုက်ပါတယ်ပြီးတော့ငငယ်တုန်းကတင်ပေးခဲ့တာတွေအတွက်ဒီနေ့ထိကျေးဇူးတင်နေမိတော့မှာပဲလို့ပြောလိုက်တဲ့အချိန်မှာတော့ဇနီးနဲ့သမီးဟာပါဇက်အဟောင်းသားဖြစ်သွားပြီးစကားတော်မပြောနိုင်တော့ပါဘူးခင်မုန်းဖြစ်သူရဲ့ဟန်ဆောင်မှုကတိတာလုံးနေပေမဲ့သမီးနဲ့ဇနီးကတော့သူတို့အိုင်ဒေါစီကိုပဲအာယုံဆိုင်နေမိတာကြောင့်ဘာမှကိုတတိမထားမိကြပါဘူးအေးအေးဆေးဆေးနေတတ်တဲ့ဖခင်ဖြစ်သူဟာအိုင်ဒေါတွေနဲ့ဒီလောက်နှိစက်မယ်လို့ဘယ်သူမှမထင်ထားခဲ့တာပါဝမ်းတာလုံးလုံးငိုနေတဲ့သမီးဖြစ်သူကိုလည်းစာနာကကျင်ကျင်နာနာနဲ့တရှုကမ်းပေးခဲ့ပါတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးနောက်ထပ်အဖွဲ့ဝင်တွေဖြစ်တဲ့နာယုံနဲ့ချေယောင်းတို့လည်းတယောက်ပြီးတယောက်ချက်ချင်းရောက်လာကဆရာကိုလာနှုတ်ဆက်ကြပါတယ်နာယုံနဲ့ချေယောင်းကိုကြည့်ပြီးတာမီနှစ်ယောက်ဝမ်းတာမဆုံးဖြစ်ကပျော်လုံးလို့စကားတောင်မပြောနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူရဲ့အကြိုက်ဆုံးအိုင်ဒေါတယောက်ဖြစ်တဲ့အဖွဲ့ခေါင်းဆောင်ဂျီဟိုရောက်လာတဲ့အချိန်မှာတော့တမိသားစုလုံးပျော်လုံးလို့ယူမတက်ဖြစ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့အဖေဖြစ်သူကအခြေအနေကောင်းတုံးမျက်နှာလုတ်တဲ့အနေနဲ့ဟာတာတွေပြောဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့အဖေဖြစ်သူရဲ့ပြက်လုံးတွေကတိတ်မလီရတာကြောင့်ဇနီးဖြစ်သူလည်းအားနာပြီးမျက်နှာပူနေပေမဲ့ Twice အဖွဲ့ဝင်တွေကတော့ရင်ရင်ကြေးကြေးနဲ့ပဲလိုက်ယူပေးခဲ့ကြပါတယ်ဒီအစီအစဉ်ပြီးမှာတော့အဖေဖြစ်သူရဲ့ဂုဏ်သိက္ခာဟာမိသားစုထဲမှာအတော်လေးတက်သွားခဲ့ပါတယ်တမိဖြစ်သူကတော့သူ့အဖေကိုဆယ်မတ်အပြစ်ပေးခဲ့တာဆိုတော့အဖေဖြစ်သူရဲ့အကြံစီဟာတကယ့်ကိုအောင်မြင်သွားခဲ့ပါတော့တယ်